မင်္ဂလာပါဒါကျွန်တော်တို့ကိုထွန်းကလို့မှာထုတ်လုပ်ဖြန့်ချီရောင်းချတဲ့ကျွန်တော်တို့ mini fork လေးပေါ့နော်ကျွန်တော်ဒါတော့ 7 အမြင့်ထိမြောက်ရပါပေါ့နော်ကျွန်တော်ဒါတော့ CD1 electronic crane ကိုမပြတ်မှာပေါ့နော် crane ပုံးရဲ့လေးချိန်ကဟိုဟာ234 kg ရှိပါတယ်ပေါ့နော်အဲတော့ဒီမှာမားမဲ့မော်တာရဲ့ kilowatt က1300 watt ဖြစ်ပါတယ်ဒါ120ဖို့ပေါ့နော်အင်းသုံးမင်းနဲ့ရပါတယ်ကျွန်တော်တို့ဒါကျွန်တော်တို့ဒီကွန်ကရစ်တေပေါ်မှာလည်းကျွန်တော်တို့အလွယ်တကူရွှေတွန်းပြုလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ60 degree လေးလှည့်ပြီးတော့တင်လို့ရတယ်ပေါ့နော်ကျွန်တော်ဆက်ပြမယ်နော်ရေးရဆက်ပြရအောင်ပြတင်ကျွန်တော်ဒါဆိုရင်အမြင့်ပေ10 mili ရတယ်ပေါ့နော်ကျွန်တော်ဒါတော့ over crane ပုံးကိုမြောက်ပြတာပေါ့ crane ပုံးရဲ့ weight ချိန်က234 kg ရှိပါတယ်ခင်ဗျာကျွန်တော်လက်ကတော့10 ပေထိရမယ်ဗျကျွန်တော်ပြီးရင် limit စစ်ပါတယ်ပေါ့နော် okay ရချကျွန်တော်တို့ဒီ10 ပေတိမြောက်မယ်ဆိုရင်250 kg လောက်ပဲရတယ်ပေါ့နော်အဲ10 ပေမမြောက်ဘဲနဲ့တော့5 ပေလောက်ထိမြောက်မယ်ဆိုရင်တော့5 kg အပြည့်တင်နိုင်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီကိုထွန်းကလို့မှာဒီလို mini fork လေးတွေအမြင့်ပေအမျိုးမျိုးမှာယူနိုင်ပါတယ်ပေါ့နော်ဟုတ်အဲ့လိုကျမတို့ဒီလို mini fork လေးတွေဝယ်ခဲ့ရင်ဝယ်ချင်ရင်ကျွန်တော်ကိုထွန်းကလို့မှာချစ်ခင်ရင်းနှီးစွာစက်တမင်းများဝယ်အပေးနိုင်ပါတယ်ခင်ဗျာ